ဘယ်လို device တွေနဲ့တက်လို့ရရလဲကျွန်တော်တို့ Pelfish Class ကို phone သို့မဟုတ် tablet နှစ်မျိုးမှာတင်လို့ရပါတယ်platform တွေနဲ့ဆိုလို့ရှိရင် Android ရော iOS ရောမှာတင်လို့ရပါတယ်ကျွန်တော်မြင်ရတာကတော့ဒီ desktop တွေနဲ့ laptop တွေမှာတော့မရသေးပါဘူးခင်ဗျာlevel ပြတ်သွားလို့ရှိရင် certificate ရမှာလားကျွန်တော်တို့ဖေဖေမေမေတို့ခုနကကျွန်တော်ပြောပြသွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီအတန်း session လေးပါတယ်ပေါ့နော်ဥပမာတင်တန်းချိန်120ပေါ့အဲ့ဒီမှာဖေဖေမေမေတို့က120အပြည့်မတက်ဖဲနဲ့ဥပမာ3လပြတ်ပဲထားပါတော့အတန်း90ပဲတက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် certificate လေးမရဘူးပေါ့နော်အဲ့ဒီအစားအမားတို့6လမတက်တော့ဘူးဒီဥမာ10လဆိုလဲ10လ15လဆိုလဲ15လ120လုံးအပြီးပြတ်တက်မယ်ဆိုပြီးအစားဆုံးတင်တန်းအောင်အချလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ PF level 1ဆိုရင်လဲ1 2ဆိုရင်လဲ2ပြီးမြောက်ကြောင်း certificate လေးပေးရသွားမှာဖြစ်ပါတယ်ခင်ဗျာဖုန်းလိုင်းမမိပဲနဲ့ Wi-Fi ပဲရရဆိုရင်ရောတက်လို့ရပါမလားဖုန်းလိုင်းမမိပဲနဲ့ Wi-Fi ပဲမိရဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော် Pelfish Class application ကဒီ internet ပေါ့နော်ဖုန်းရဲ့ internet နဲ့ပဲဖြစ်စေ Wi-Fi ရဲ့ internet နဲ့ပဲဖြစ်စေ run လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖုန်းလိုင်းမမိတဲ့နေရာမှာ Wi-Fi ရတယ်ဆိုလို့ရှိရင်လည်းကျွန်တော် Wi-Fi ရဲ့ internet Wi-Fi ရဲ့ data ကိုသုံးပြီးတော့တက်ရောက်လို့ရပါတယ်ခင်ဗျာဒီမှာကျွန်တော်တစ်ချက် mention လုပ်ချင်တာကကြတော့ကျွန်တော် Pelfish Class ကိုတက်တော့မယ်ဆိုလို့ရှိရင် Pelfish Class account လေးဖွင့်ဖို့လိုပါတယ်ဒီ account လေးကိုဖွင့်တဲ့အချိန်မှာကျွန်တော်တို့က Gmail လေးတွေဖုန်းနံပါတ်လေးတွေကိုသုံးပြီးတော့ account information လေးတွေဖြည့်ပြီးတော့ account ဖွင့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့က verification ယူတဲ့အချိန်မှာတော့ကုတ်နံပါတ်လေးကကြားတယ်ပေါ့နော်ဒီကုတ်နံပါတ်လေးကြားတဲ့အချိန်မှာဘယ်တော့မှကုတ်နံပါတ်ကကြားမလဲဆိုတော့ line ကောင်းမှသာကုတ်နံပါတ်ကြားတာဖြစ်တဲ့အတွက်ဒီ account ဖွင့်တဲ့အချိန်တော့ဖုန်း data လေးက line လေးခဏကောင်းပေးဖို့လိုပါတယ်ခင်ဗျာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ OTP ကြားလာမဲ့ SIM card ထည့်ထားတဲ့ဖုန်းကသူ့လမ်းချိတ်ထားတဲ့ Wi-Fi ဒီ Wi-Fi အားကောင်းဖို့လိုပါတယ်ခင်ဗျာနိုင်ငံခြားကနေရောတက်လို့ရမှာလားနိုင်ငံခြားကနေလည်းကျွန်တော်တို့ရဲ့ Pelfish Class ကိုလှမ်းပြီးတော့တက်ရောက်လို့ရပါတယ်ခင်ဗျာကျွန်တော် Pelfish Class ရဲ့အဓိကအားသာချက်ကအချိန်မီနေရာမျိုး anytime anywhere ဆိုတဲ့ဆောင်ပုဒ်လေးအတိုင်းပဲပေါ့နော်ဘယ်နေရာပဲရောက်ဘယ်အချိန်ပဲရောက်ကိုကလေးအင်္ဂလိပ်စာတက်ချင်ရင်တက်လို့ရစီရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ application လေးကိုဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖေဖေမေတို့ကဗမာနိုင်ငံမှာမဟုတ်ဘူးတခြားနိုင်ငံကိုရောက်နေတယ်ဒါမှမဟုတ်မြန်မာနိုင်ငံမှာပဲဒါပေမဲ့တခြားနေဝေးဘက်ကဆိုလို့ရှိရင်လည်းကျွန်တော် Pelfish Class ကိုတက်ရောက်လို့ရပါတယ်ခင်ဗျာလက်ရှိမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Pelfish Class ကိုတက်တဲ့တသားမီမီလေးတွေမှာဆိုလို့ရှိရင်ရန်ကုန်ကတသားမီမီလေးတွေမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ Manly နေပြီးတော့တောင်ကြီးစားတဲ့နေဘက်ကတသားမီမီလေးတွေလည်းလှမ်းပြီးတော့တက်ကြတယ်ပေါ့နော် online ကနေတစ်စင်နောက်ပြီးနိုင်ငံခြားအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီBangkok တို့ Germany တို့အဲ့လိုမျိုးနိုင်ငံတွေကလည်းတက်ကြတဲ့ကလေးရှိပါတယ် online class ပဲရှိတာလား Pelfish Class က online English class ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် online ပဲလောလောဆယ်တော့တက်လို့ရပါသေးတယ်လက်ရှိမှာကျွန်တော်တို့ on ground မှာဆရာမတွေနဲ့စာသင်ပေးတဲ့ service မျိုးမရှိပါသေးဘူးခင်ဗျာ class ကပိတ်ရက်ရှိလား Pelfish Class ရဲ့ schedule ပေါ့နော်ဘယ်နေ့တက်မယ်ဘယ်အချိန်တက်မယ်ဆိုတာတွေကဟိုးအစကနေကဖေဖေမေမေတို့ကကိုကလေးအားရရက်ကိုကလေးအဆင်ပြေရက်ကိုစာပြီးရွေးချယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စီမှာပိတ်ရက်တို့ဖွင့်ရက်တို့ဆိုတာမျိုးပုံသေးမရှိပါဘူးခင်ဗျာ trial class ကိုစမ်းသပ်ကြည့်လို့ရလားကျွန်တော်တို့စီမှာဒီအတမ်းမအခင်ပေါ့နော်ရုံးကိုလာပြီးတော့ဒီ Pelfish ရဲ့ဒီ free English test ကျွန်တော်ခုနပြပြသွားတယ် PF level လေးကိုသိရဖို့အတွက် PF level English test လေးအခမဲ့လာရောက်စမ်းသပ်ဖြေဆိုလို့ရတဲ့အပြင်အဲ့ဒီ PF level ကိုသိရပြီးအတမ်းအတော်မယ်ဒါပေမဲ့အတမ်းမအခင်မှာတစ်ခါတော့စမ်းပြီးတက်ကြည့်ခြင်းနဲ့ဆိုတဲ့တသားမီမီတွေအတွက် free trial class လေးလည်းစမ်းပြီးတော့တက်လို့ရပါတယ်ခင်ဗျာလာတက်ချင်တယ်ဆိုရင်ဘယ်မှာလာတက်ရမလဲလာတက်ခြင်းနဲ့တသားမီမီလေးတွေအတွက်ရုံးလိပ်စာကိုပြပြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Power Condo အမှတ်89 ပြီးအခန်းနံပါတ်200နဲ့အနောက်ရွှေကုန်တိုင်းလမ်းမှာပေါ့လင်းလန်းမှတ်တိုင်တောင်းအကွေနာမှာရှိပါတယ်ကျွန်တော်တို့ Pelfish Company ရဲ့ဘေးနားမှာဆိုလို့ရှိရင်လည်း Chinese 47စားတောက်ဆိုင်လေးရှိရပါတော့အသေးစိတ်ဖုန်းဆက်ပြီးမေးချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39424518191234တို့ကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ခင်ဗျာ Bye bye